လဘင်းဖြစ်တော့ကြောင့်ကလဆွဲထားတယ်နော်ကလဆွဲထားမယ်ကလမဆွဲပဲဒီဟာထိုးလိုက်မိတ်ဆွေကဘာမှမပြောဘဲနဲ့ရေဝိတန်းရောက်သွားပါလို့ဖြစ်ပါတယ်အဲ့ဒါအတွက်ကြောင့်မိတ်ဆွေကကလလေးဆွဲထားအောင်လေကလဆွဲတယ်ဒီဟာလေးထိုးတာပါလေဒီဟာထိုးတာပြီးဆိုရင်မိတ်ဆွေကဒီပါကိုဆွဲလို့ရပါတယ်ဒီကဆွဲရင်မပြေးဘူးဆိုဘာလို့မပြေးတာလဲမပြေးတာကအကြောင်းရင်းတစ်ခုရှိပါတယ်ကလဆွဲထားလို့ပဲတက်ပါတယ်ကလဆွဲထားလို့ပါအဲ့တော့မိတ်ဆွေပြေးအောင်မလုပ်ရမလဲကလလေးကိုပြင်းတတ်လေးလှုပ်ပေးမှရပါမယ်နော်ဘုရှို့တွတ်တန်ကိုဖွက်ချင်တဲ့ညီကိုမိတ်ဆွေတွေကတော့စက္ကန့်လုပ်လို့ကြားတယ်အဲ့မဲ့မိတ်ဆွေကအရင်ဆုံးဓာတ်ကြီးကိုတန်းရောက်မဲ့သူဖြစ်ပါလားနော်အဲ့တော့ပြင်းတတ်လေးပဲလှုပ်ကြဖို့အကြံပေးနေပါလားနော်ကျွန်တော်စိတ်ပူလို့ရတယ်နော်โอเคပြင်းတတ်လေးလို့ပဲဒီကလေးကိုဆဲပါမယ်နော်โอเคဒါဆိုရင်မိတ်ဆွေကဆိုင်ငယ်စီးကိုပထမအောင်ဆုံးကလဘင်းစစီကိုရှင်းလန်းစတင်ကိုအောင်မြင်သွားပြီပဲဖြစ်ပါတယ်ဗျာနော်ခေဗျာကျွန်တော်လက်ခုပ်တီးပြောမိတ်ဆွေတို့ကောင်းပြီပါခေဗျာအချင်းများတင်ပါကျွန်တော်ပမာ